Man U fan တွေသားမကပြိုင်ဘက် fan တွေပါနှစ်သက်ခဲ့ကြတဲ့ဝင်းရူနီဘာကြောင့်ရိုနာဒိုလောက်မအောင်မြင်ခဲ့တယ်လဲဝင်းယူနီဘာပြောတာလဲကြည့်လိုက်ရအောင်လူတွေကရိုနာဒိုတောက်ပဖို့ကြတော့ပေးဆက်ခဲ့တယ်လို့ပြောကြတယ်အဲ့လိုမဟုတ်ပါဘူးသူမှပြိုင်ဆန်ရှာတဲ့စိတ်တခုရှိပါတယ်ဘလုံးဒီအော်နဲ့တူချင်းစုတက်စိန်တွေဆွတ်ခူးမယ်ဆိုတဲ့စိတ်ရှိခဲ့တယ်တစ်ဖက်မှာကျွန်တော်ကမတူညီတဲ့လမ်းကြောင်းနဲ့အသင်းအောင်မြင်ဖို့ပဲကြည့်ခဲ့တာအသင်းနဲ့ Premier ည Championship League ကင်မြောက်ခွင့်ရခဲ့တာကျွန်တော်ရဲ့အိမ်မက်တွေပါဒါကြောင့်လည်းဘိုးလူပွဲမှာနှစ်ခါပြန်မစင်စားပဲဘဲတောင်းမှကစားခဲ့တာကျွန်တော်ကကြေပွင့်ဖြစ်စရာမလိုပါဘူးအားလုံးအတူတူနိုင်ပွဲရဖို့ပဲလိုပါတယ်ရိုနယ်ဒိုကအရေးချင်းတစ်ခါမဟုတ်ပါတိတ်ပိုင်းဆိုင်ရာလဲလေးစားစရာပါအဆုံးမသက်နိုင်တဲ့အောင်ပွဲစာလောင်မှုဝေဖန်မှုတွေကနေသူ့ကိုပို့ပြီးတွန်းအားပေးနိုင်မှုတွေပေါ့ကျွန်တော်သူ့ကိုချစ်ခင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကနိုင်ပွဲတွေရချင်ခဲ့တာလေဒါမဲ့ရိုနယ်ဒိုကကြာရအားလုံးကိုအောင်နိုင်ချင်ခဲ့တာဒါကပဲကျွန်တော်နဲ့သူကြားကကြီးရတဲ့ခြားနားချက်ဖြစ်ခဲ့တယ်ကျွန်တော်ကဘဝကိုမတူညီတဲ့နယ်လင်းနဲ့ဖြတ်သန်းပြီးရိုနယ်ဒိုကတော့နံပါတ်1ဖြစ်ဖို့အတွက်အရာစားလုံးကိုပေးဆက်လို့တဲ့ဆန္ဒရှိခဲ့ပါတယ်ဒါကတော့ဝင်းရှုနီပြောပြခဲ့တဲ့သူနဲ့ရိုနယ်ဒိုကြားကအဓိကခွာခြားခြင်းဖြစ်ပါတယ်တခုတော့ရှိတယ်သူတို့နှစ်ယောက်မှာအတော်များများကရိုနယ်ဒိုကိုကြိုက်ကြမှာဖြစ်ပေမဲ့ဟောမန်ယူဖန်စစ်တွေကတော့ဝင်းကိုပိုကြိုက်တဲ့သူများပါတယ်ကြည့်နေတဲ့သူတွေလည်းထင်မြင်တာမှန်းခဲ့ကြပါအောင်ဗျ Thanks you all